သူ့ကိုရုပ်ဆိုးလို့ဆင်းရဲလို့ကြီးတန်လို့ကျမမချစ်တာမဟုတ်ဘူးဒီကလေးကစားလဲမကြိုးစားဘူးပြီးတော့ကျမကိုလည်းပမာမခန့်လုပ်တယ်လို့ကျမခံယူတာပေါ့နော်ကျမထင်တာပေါ့ဘာဖြစ်လို့ကျမလည်းအဲ့တော့က20ကျော်အစိတ်ကလေးဆိုတော့နော်အဲ့တော့သူ့ကိုကျမဘယ်တော့မှလည်း तू ကကြောင်းမှန်အောင်မလာဘူးမနဲ့လင်းပြီးဆိုကျမတို့ကြောင်းတက်ခေါင်းလောင်းထိုးကြောင်းတက်ခေါင်းလောင်းထိုးပြီးဆိုရင် assembly စီတယ်နိုင်ငံတော်အလံကိုအလေးပြုတယ်ပြီးရင်ကျမတို့ကြောင်းတက်ရောက်ရင်ဖျားဝတ်တက်တယ်ပေါ့ပြီးမှကျမစာစတင်အဲ့စာစတင်ပြီးတော့10မိနစ်15မိနစ်လောက်မှ तू ကကြောင်းရောက်လာဒီမဲတူကအဲ့ဒီလို तू နဲ့ကျမနဲ့နေ့စဉ်နဲ့မျှ10မိနစ်လောက်ရှိရင်မဲတူဝင်လာမယ်ဝင်လာခြင်း तू ကကျမရှိတန်းလာမယ်လက်ဝါးဖြန့်ပေးမယ်ကျမပေတံနဲ့ဖျားဆိုရိုက်လိုက်မယ် तू ပြန်ထိုင်ပြီး तू ကလည်း तू ကိုသူ့တာဝန် तू ကြေးပြီးချင်တာကျမလည်းကျမတာဝန်ကြေးဒီလိုနေလာခဲ့ကြတာပေါ့နော်ဒါပေမဲ့ကျမအကြောင်းဆရာမတယောက်ဆိုတော့ဒီကလေးဘာကြောင့်ဒီလိုနောက်ကျနေတာလဲ तू ဆော့နေတာလားဒါမှမဟုတ် तू မိဘပဲကြောင်းနောက်ကျမှလွတ်လာလားပေါ့ဒါကျမမေးရမယ်ဆိုပြီးတော့ကြောင်းဆင်းတော့ကျမသူ့အိမ်ကိုသွားတယ်သူ့အိမ်ကိုသွားတော့သူ့အမေနဲ့တွေ့တာပေါ့နော်သူ့အမေနဲ့တွေ့တော့ကျမပြောပြတယ်မဲတူကိုကြောင်းစောစောလွတ်ပေးပါမဲတူကအမြဲတမ်းကြောင်းနောက်ကျမှရောက်လာတယ်ဆိုတော့သူ့အမေကကျမကိုပြောတယ်ဆရာမရဲ့မဲတူဖြင့်ကြောင်းထသွားတာတခါတလေထမင်းတောင်မစားဘူးမျက်နာတောင်မသိဘူးဆရာမအစိုးကြီးကလေးကသွားတာတဲ့ကျမတခါလေမဲတူမြင်တော်ဝင်မြင်လိုက်ရဘူးတဲ့အစိုးကြီးသွားတာနေအောင်မသားလေးပြန်လာမှရိုက်လဲအောင်မဘာညာပေါ့နော်ဟုတ်ပြီသူ့အမေရှိရတော့ကျမသတင်းရလာခဲ့မဲတူကကျောင်းကိုအစိုးကြီးသွားတယ်နော်နေတိုင်းလည်းသွားတယ်ဒါပေမဲ့ကျမကျောင်းကိုနောက်ကျမှဒီဂျားထဲမှာ तू တခုခုလုံနေတယ်အောင်မလေးကျောင်းဆရာမပြီးကျမစုံထောက်နေတာကျောင်းဆရာမတွေကလည်းစုံထောက်တစ်မျိုးပဲနော်ကိုကလေးတွေကိုစုံထောက်နေရတာဒါကျမ18နှစ်ကျမကျောင်းဆရာမလှုပ်သက်ရှိခဲ့တယ်ပေါ့နော်ထားပါတော့အဲ့ဒီမှာအဲ့ဒီနေ့မနေ့ကျတော့နောက်တစ်နေ့မနေ့ပေါ့နော်သူ့အမေကိုသွားမေးပြီးနောက်တစ်နေ့မနေ့ကျတော့မဲတူကလည်းသူရဲ့လှုပ်ရိုးလှုပ်စင်ပဲကျောင်းနဲ့ဝင်လာကျမရှိကိုလက်ဝါးလာခံနော်လက်ဝါးလာခံကျမအဲ့ဒီနေ့ကျမသူ့ကိုမရိုက်သေးဘူးမရိုက်သေးဘဲနဲ့ကျမကစာဆက်တင်နေတယ်မဲတူကလည်းကျမကိုအံ့ဩသွားတယ်ခါတိုင်းဆိုငါ့ကိုလှည့်ပြီးပေတံနဲ့ဖြန်းဆိုရိုက်လိုက်ငါသွားထိုင်လို့ရသေးတယ်ခုငါရိုက်လဲမရိုက်သေးဘူးပေါ့ तू ကမတက်ရပြီးတော့ကျမကိုကြည့်ပြီးမှကျမကသူ့ကိုတေးချာချာမေးတယ်နော်မဲတူမင်းအိမ်ကိုငါမနေ့ညနေရောက်ခဲ့ပြီမင်းမေကိုငါမေးတော့မင်းကြောင်းသွားတာမနေ့တိုင်းအစောကြီးသွားတယ်ပြောတယ်မင်းကြားထဲမှာဘာလုပ်နေတယ်လဲကျောင်းကိုမင်းအမြဲတမ်းနောက်ကျပါမင်းတခါမှလည်းနိုင်ငံတော်အလံအလေးမပြုဘူးတခါမှလည်းမင်းဖျားမရှိဘူးဘယ်တော့မှလည်းသင်္ကန်းစာအစမင်းမသိလိုက်ဘူးကဲမင်းမှန်မှန်ပြောမဖြေဘူးရှင် तू ကမဖြေဘဲနဲ့ तू ကဒီကနေ့မှထူးထူးဆန်းဆန်းလှုပ်လို့ဗျာရိုက်မှရိုက်တာမဟုတ်ဘူးဆိုတဲ့ပုံပေါ့လေ तू ကလည်းကျမကလည်းမရိုက်သေးဘူးရှင်ကြည့်ပြီးမဖြေဘူးမဖြေတော့မှခါတိုင်းပေတာနဲ့ရိုက်တာဒီတခါတော့ကျမကချိန်လုံးနဲ့ပေါ့နော်ချိန်နဲ့ကျမသူ့လက်ဝါးကိုတမင်နာအောင်ကျမဖြန့်ကနေရိုက်ချလိုက်တော့မဲတူလက်ကလေးကနာသွားပြီ तू ကလက်ကလေးကိုဆက်ဆက်တုံနေကျမအခုပြောအခုမျက်စိနဲ့မြင်နော်လက်ကလေးဆက်ဆက်တုံပြီးသူ့နောက်ကျောကိုဒီလို तू ရောင်ပြီးဖွက်လိုက်တယ် तू နောက်ထပ်ရိုက်ခါမှာကြောက်သွားတာပေါ့နော်အဲ့ဒီမှာကျမကဆက်ပြီးကျမမေးတယ် तू မဖြေဘူးမဖြေရင်မင်းနောက်ထပ်လက်ဖြန့် तू လက်ကလေးကိုမဖြန့်ရဲနဲ့ကျမကိုဖြန့်ကျမလက်အလွဲလိုက်မှာသူ့လက်ကိုရိုက်မခံဘူးနောက်တခါပြန်ပြီးတော့ကတ်ထားအဲ့ကျမ तू ထွက်လာတယ်ကျွန်တော်ဘဲဥလဲကောက်နေလို့အဲ့ဒီလေထဲမှာဘဲမွေးတဲ့ခြံနေရှိတယ်ဘဲတွေကဘဲเจ้าသားဘဲဥသွားရင်လိုက်ကောက်ရတယ်လေဘဲเจ้าသားအဲ့ဘဲเจ้าသားသိမ်းသွားပြီးတော့တချို့လေကွင်းတွေမျက်ခင်းမျက်ဖုတ်လေးတွေပေါ်မှာဘဲเจ้าသားမမြင်နဲ့ဘဲကြံသွားတဲ့ဘဲဥလေးတွေကိုလိုက်ပြီးတော့ဒီကလေးတွေကကောက်တင်းကောက်ကြတာပေါ့နော်အဲ့လိုကောက်တာတချို့ဆိုရင်တနေ့ဆို4-50လုံးရတယ်ပေါ့ရတယ်ဆိုဒါမုံမိုး3ကကျမအဲ့တော့မင်းဘဲဥသွားကောက်တယ်မနဲ့ဘဲဥကောက်ပြီးတော့မင်းဟိုးဘူတာကိုသွားပြီးမင်းသွားပြီးဘဲဥရောင်းစားနေမင်းအဲ့လိုလုပ်နာမဟုတ်လားကျမကပြောတော့ तू မျက်ရည်တွေဝိုင်းလာနော်မျက်ရည်တွေဝိုင်းလာ तू ဖြေလိုက်တဲ့စကားတခွန်ကျမအသေးကိုတော်တော်လေးထုတ်ချင်းပေါက်သွားတာနော်အဲ့ဒီတော့ကကျမကဒီတနင်္လာနေ့ကိုကျမကြောင်းသွားတာတပတ်လုံးရွာမှာနေတောက်ကြနေဆိုရင်ကျမကမန္တလေးပြန်လာနောက်ကြရထိုင်းမှန်တော့ကျမရွာမှာပဲသွားနေတယ်ကျမတို့ဆံမလေးနှစ်ယောက်နော်အဲ့ဒီမှာတောက်ကြနေရောက်ပြီဆိုကျမတပည့်လေးတွေကသူတို့လဲရထွက်တဲ့ဒီပဲသီးတွေတို့နော်ဘူးသီးတွေတို့တခါတလေဘူးသီး3ယောက်လောက်များပေးလိုက်ရင်ကျမငိုတောင်ငိုချင်တယ်နော်ဟောဒီမန္တလေးဘူတာကြီးကနေပြီးတော့ဘူးသီးချင်းတဲ့ထက်ဒီဘက်ကဘူးသီးတစ်လုံးပိုက်ပြီးတော့ဆင်းဒီဘူတာတက်ရဆင်းရတာယထာကိုနော်ဘူးသီး3လုံးလောက်များပေးလိုက်ရင်တကယ်ငိုချင်တာဒါပေမဲ့ကျမပါအောင်သေးတာကိုထုပဲလေးတွေကပေးလိုက်တာကိုနော်အိမ်ကိုမျက်နှာလှုပ်ချင်တာပေါ့ထားပါတော့အဲ့ဒီမှာမဲတူကကျမကိုဖြေလိုက်တယ်ကျ
ကျွန်တော်ရောင်းစားဖို့မဟုတ်ပါဘူးဆရာမကိုပေးခြင်းလို့ပါကျမကသူ့ကိုတစ်ချိန်လုံးမချစ်ခဲ့ဘူးရှင်ဒါပေမဲ့မဲတူကသူ့ဆရာမကိုချစ်တယ်သူကကျမကိုချစ်နေတာသူများတွေလက်ဆောင်ပေးကြတဲ့လဲပိုင်းမြေပိုင်းရှိတော့မဲတူကလဲပိုင်းမြေပိုင်းမရှိရှာတော့သူဒီဘဲဥလေးတွေကောက်ပြီးတောက်ကြနေဆရာမကိုပေးခြင်းလို့ကျွန်တော်ဘဲဥလေးတွေစုထားတာတဲ့ဆရာမဘဲဥလေးတွေကျွန်တော်10လုံးတောင်ကြော်ပြီးဆရာမဒီတခါတောက်ကြမြို့ကိုပြန်ရင်ဆရာမကိုပေးလိုက်ခြင်းလို့ပါကျမတော်တော်လေးစိတ်ထိခိုက်သွားပါတယ်နော်ကျမတစ်ချိန်လုံးဒီကလေးကိုကျမဒီเจ้าကိုရအောင်ခတဲ့ကျမသူ့ကိုကြည့်လို့မရခဲ့ဘူးချစ်လည်းမချစ်ခဲ့ဘူးဒါပေမဲ့မဲတူကသူ့ဆရာမကိုချစ်တယ်ကျမကနော်ကျမစိတ်ဓာတ်နဲ့ကလေးရဲ့စိတ်ဓာတ်ကွာခြားချက်ကိုအဲ့ဒီမှာကျမကအသေးတော်တော်ခတ်အောင်နော်ကျမခံစားလိုက်ရတယ်ကြီးစမ်းမအောင်ငါကတော့သူ့ကိုမုန်းလိုက်ရတာသူ့ကိုငါဘလို့အပြစ်ပေးမလဲလို့ငါနေ့စဉ်နဲ့အမျှသူ့လက်ဝါးကိုအမြဲတမ်းတစ်ချက်ရိုက်တယ်ဒီကနေ့ဆိုရင်ငါတအားရိုက်လိုက်လို့သူ့လက်ကလေးတုံးတောင်သွားတယ်သူစိတ်မဆိုးဘူးသူ့ကိုချစ်ပါစေတော့သူ့ကိုကျမမချစ်မှန်သူသိတယ်နော်ကျမကိုစေရနာသူကရှိနေတယ်ငါကလေးလောက်တောင်ငါစိတ်ဓာတ်မမြင့်မြတ်ပါလားကျမကိုအပြစ်တင်လို့မဆုံးဘူးမဲတူအကြောင်းပြောတိုင်းလဲကျမရှက်ပါတယ်ဒီကလေးကကျမတဲ့စိတ်ဓာတ်အများကြီးတာနေတယ်သူ့ကိုမချစ်တဲ့ဆရာမကိုသူကမေတ္တာနဲ့ပဲကျမကိုသူအနိုင်ယူသွားတယ်ဒီကလေးစိတ်ဓာတ်ကကျမထက်မြင့်မြတ်နေတယ်ကျမဒီကလေးကိုကျမချစ်အောင်ကျမမကြိုးစားခဲ့ဘူးသူ့ကိုမုန်းနေတယ်သူကကျမချစ်လာအောင်သူကြိုးစားနေတယ်ရှင်နော်ကျမထက်မြောင်များစွာငယ်တဲ့ကျမရဲ့တပည့်လေးကျမပြုသမျှနှုတ်ရမယ်ကလေးသည်ကျမထက်စိတ်ဓာတ်မြင့်မြတ်နေတယ်အဲ့ဒါကျမဘဝတည်းကယူခဲ့တဲ့သင်ခန်းစာပါပဲနော်